တွေ area 51မှာ UFO လို့ထင်နေကြတာတကယ်တော့ဂျိုသားတွေမဟုတ်ပဲနဲ့ဒီတက်တာကြီးကထွက်လာတဲ့ထိတ်တန့်လိုအပ်ချက်အကြောင်းလေးတစ်ခုဒီနေ့စဉ်ကအစအဆုံးလေးပြပြပေးပါမယ်ရှင်ခုမြင်နေရတဲ့ဒီတက်တာအကြီးကြီးကဘာလဲဆိုတာခက်မှန်ကြည့်ဖူးကြသလားတုံတင်ကားတစ်စီးပေါ်မှာတင်ထားပြီးတော့လမ်းမကြီးတစ်ခုလုံးနေရာယူထားတဲ့ဒီပုံစံမှန်မှန်နဲ့တက်တာကြီးထဲမှာဘာရှိမလဲရွှေတွေလားဒါမှမဟုတ်ဂျိုသားတွေလားတကယ်တော့ဒါဟာအမေရိကန်အစိုးရကကဘာကြီးကိုဆယ်စုနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့ထိတ်တန့်လှုပ်ဝက်ချက်ကြီးတစ်ခုပါဒီနေ့မှာတော့ဒီလှုပ်ဝက်ချက်တက်တာကြီးကဘယ်ကလာတာလဲဘယ်ကိုသွားနေရလဲဘာကြောင့်လမ်းမေးကဓာတ်တိုင်တွေအထိဖြုတ်ပစ်ပြီးတော့တည်လာခဲ့ရတာလဲဆိုတာကိုဇင်ကအစအဆုံးလေးမျှဝေပေးပါမယ်ရှင်ဒီဖြစ်စဉ်ကတော့1962ခုနှစ်နိုင်ငံရေးရာတွေတိမနေတဲ့စစ်အေးတိုက်ပွဲကာလကစတင်ခဲ့တာအဲ့ဒီအချိန်မှာအမေရိကန် CIA ကရုရှားဆိုဗီယက်ရဲ့ထိပ်တန်းလှုပ်ဝက်ချက်တွေကိုထောက်လှမ်းဖို့အတွက်ဆိုပြီးတော့တာမန်ထက်ထူခဲ့တဲ့လေယာဉ်တစ်စီးကိုသူတို့တွေကလိုရှင်ကြတယ်အဲ့ဒါနဲ့ပဲ Lockheed ကုမ္ပဏီကနေပြီးတော့ A-12 Orca လို့ခေါ်တဲ့လေယာဉ်ကြီးကိုတီထွင်လိုက်ပါတယ်ဒီလေယာဉ်ကအရန်ကိုမှအံ့ဩစရာကောင်းတယ်သူ့ရဲ့အမြန်နှုန်းကတနာရီကို2200မိုင်ကျော်အတန်ထက်3ဆကိုမြန်တယ်အမြင့်ပေအား6500ကျော်ထိကိုပြန်တက်နိုင်တယ်ဒီနေ့ခရီးသည်တွေတင်တဲ့လေယာဉ်ထက်အဆ3ဆကိုပို့ပြီးတော့မြင့်တယ်ပြီးတော့သူကရေဒါမှာလည်းဖမ်းလို့မမိနိုင်ဘူးဒါပေမဲ့ပြဿနာကဒီလေယာဉ်ကြီးကိုကယ်လီဖိုးနီးယားကစက်ရုံမှာတိစောက်လို့ပြီးသွားပြီစက်ကစမ်းတက်ပြီးတော့ပြန်တမ်းမှုအတွက်လူသူမနီးတဲ့နီဗားဒါးတဲကနိုင်ရထဲက area 51ကိုတည်ရတော့မယ်လေယာဉ်ကအတစ်ဆက်လှုပ်ဝက်ချက်ဆိုတော့ပြန်တမ်းပြီးတော့သွားလို့မရဘူးလူတွေလည်းအမြင်မခံနိုင်ဘူးဒီတက်တာကြီးကိုကုန်တင်ကားနဲ့တည်ဖို့ဆိုတာအယောင်မှခက်ခဲတဲ့အလုပ်တစ်ခုပဲလမ်းမကြီးတွေကဒီလောက်ထိမကြေနေဘူးတက်တာကြီးကိုဖျက်ဖို့လမ်းမေးရနေပြီးတော့လမ်းညွှန်းဆိုင်မုတ်တွေဓာတ်တိုင်းတွေရှိသမျှအကုန်လုံးကိုလိုက်ပြီးတော့ဖြုတ်ရတယ်တဲ့နေတုံးမှလည်းလူတယောက်ကမမြင်ရအောင်ဆိုပြီးတော့ညဘက်တွေမှာသွားရတယ်တကယ်လို့များလမ်းမှာတယောက်ကဒါကိုဘာကြီးလဲလို့လာပြီးတော့မင်းဒါကပစ္စည်းတွေအပိုတွေပါဆိုပြီးတော့လိန်ဖို့ပြောဖို့ဆိုပြီးတော့စညုံတွေပါသူတို့တွေကပြင်ဆင်ထားခဲ့ကြရသေးတယ်တခါဆိုရင်ဒီတက်တာကြီးကလမ်းကျင်းတော့တခြားကားတစ်စီးကိုတွားပြီးတော့ပုတ်တိုက်မိတယ်CIA ကဘာလုပ်လဲဆိုတော့ तू ကဘာမှမရှင်းပြဘူးကားပိုင်ရှင်ငွေအထုတ်လိုက်ပေးပြီးတော့ဒီအကြောင်းကိုဘယ်သူမှပြန်ပြီးတော့မပြောရနဲ့ဆိုပြီးတော့ပါဇက်ကိုပိတ်လိုက်တယ်ဒီလိုနဲ့3ရက်ကြာအောင်ကုန်းလန်းကနေပြီးတော့ခိုးတဲ့လာပြီးတဲ့နောက် area 51ကိုရောက်သွားတယ်အဲ့ဒီမှာစံတက်ပြန်တတ်မှုတွေသူတို့တွေကလောက်ကြတဲ့အခါဘာဖြစ်လဲဆိုတော့အဲ့ဒီအနာကရွာသူရွာသားမြို့သူမြို့သားတွေကထူးဆန်းတဲ့အလင်းလန်းကြီးတွေအယမ်းမြန့်တဲ့အရာဝတ္ထုတွေကိုကောင်းကင်မှာမြင်နေရတယ်တွေ့နေရတယ်အဲ့ဒီခေတ်ကလူတွေကဒီလောက်ထိမြင်တဲ့လေရှိတယ်ဆိုတာသူတို့တွေကမသိကြအောင်ဒါကြောင့်ငါတို့တွေက UFO တွေမြင်နေရပြီးဂျိုသားတွေကဘာကိုလာနေပြီဆိုတဲ့ကောလာဟာလာတွေကတကဘာလုံးကိုပြန့်သွားရတော့တယ်တကယ်တော့လူတွေ UFO လို့ထင်နေတာတွေကဒီ A-12 လေယာဉ်ကြီးတွေဖြစ်နေတာပါအစိုးရကလည်းသူတို့လှုပ်ဝက်လေယာဉ်ကိုဖုံးကွယ်ရှင်တာနဲ့ UFO ဆိုတဲ့စကားလုံးနောက်မှာသူတို့တွေကပုံကွယ်ပြီးတော့ဘာမှမဖြစ်ရှင်းခဲ့ကြအောင်ဒီနေ့ခေတ်မှာတော့ဒီလင်ကြီးရဲ့အကြောင်းကိုလူတွေကသိခွင့်ရသွားပြီဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ဒါဟာနိုင်ငံတစ်ခုလုံးရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့လှုပ်ဝက်ရှစ်ကြီးတစ်ခုပဲဒီတက်တာကိုကြည့်ပြီးတော့ဇင်တို့တွေအတွက်တွေးစရာလေးတွေတစ်ခုရှိသွားတယ်ကိုမြင်နေရတဲ့အရာကိုထင်တယ်လို့မဟုတ်ပဲနဲ့နောက်ွယ်မှာပို့ပြီးတော့ကြီးမားတဲ့လှုပ်ဝက်ချက်တွေရှိနေနိုင်တယ်ဆိုတာပါပဲရှင်အခုကြည့်နေကြတဲ့သူတွေရောဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like share လေးလုပ်ထားခဲ့ပြီးမမေ့ပါနဲ့ရှင်နောက်ထပ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေဇင်ကထပ်ပြီးတော့ပြောပြပေးပါမယ်ရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်